Not on your life. ဆူတောင်းလေ Not on your life. ဆူတောင်းလေ Take care of yourself. ကိုကိုဂယူးဆိုင်ပါ Take care of yourself. ကိုကိုဂယူးဆိုင်ပါ I can't do it alone. ငါတယောက်တည်းမလုပ်နိုင်ဘူး I can't do it alone. ငါတယောက်တည်းမလုပ်နိုင်ဘူး It's fake. အဲ့ဒါအတု It's fake. အဲ့ဒါအတု If you don't mind. ခမားစိတ်မရှိရင် If you don't mind. ခမားစိတ်မရှိရင် I'm not myself today. စိတ်နဲ့ကိုယ်နဲ့မကပ်ဘူး I'm not myself today. စိတ်နဲ့ကိုယ်နဲ့မကပ်ဘူး You're in luck. မင်းကန်ကောင်းတယ် You're in luck. မင်းကန်ကောင်းတယ် How was your day? အခြေအနေပဲလို့လဲ How was your day? အခြေအနေပဲလို့လဲ What should I do? ငါဘာလုပ်တင်လဲ What should I do? ငါဘာလုပ်တင်လဲ What can I do for you? ကျွန်တော်ဘာကူညီရမှာလဲ What can I do for you? ကျွန်တော်ဘာကူညီရမှာလဲ What's missing? ဘာတွေပြောက်နေလဲ What's missing? ဘာတွေပြောက်နေလဲ It's a pain in the neck. ဒါအတော်လေးစိတ်ညစ်စရာကောင်းတာပဲ It's a pain in the neck. ဒါအတော်လေးစိတ်ညစ်စရာကောင်းတာပဲ He's in a bad mood. သူစိတ်မကြည်ဘူး He's in a bad mood. သူစိတ်မကြည်ဘူး It's too good to be true. ဟုတ်ပါမလား It's too good to be true. ဟုတ်ပါမလား Get a grip on yourselves. စိတ်ထိန်ပါ Get a grip on yourselves. စိတ်ထိန်ပါ Don't make fun of me. ငါကိုမပြောင်နဲ့ Don't make fun of me. ငါကိုမပြောင်နဲ့ Don't talk back to me. ငါကိုပြန်ခံမပြောနဲ့ Don't talk back to me. ငါကိုပြန်ခံမပြောနဲ့ Get your hands off me. ငါကိုလာမထိနဲ့ Get your hands off me. ငါကိုလာမထိနဲ့ I'm curious. ငါအရန်သိချင်တယ် I'm curious. ငါအရန်သိချင်တယ် Don't be naive. မယိုးလို့နဲ့ Don't be naive. မယိုးလို့နဲ့ He's very hard to please. သူ့ကြိုက်ဆောင်ရတာမလွယ်ဘူး He's very hard to please. သူ့ကြိုက်ဆောင်ရတာမလွယ်ဘူး Fine with me. ငါအတွက်အဆင်ပြေပါတယ် Fine with me. ငါအတွက်အဆင်ပြေပါတယ် It's so fishy. မတင်ငါစရာပါပဲ It's so fishy. မတင်ငါစရာပါပဲ Give it time. ဒါကိုအချိန်ပေးပါ Give it time. ဒါကိုအချိန်ပေးပါ She's my type. သူမကငါရဲ့အကြိုက်ပဲ She's my type. သူမကငါရဲ့အကြိုက်ပဲ I'm on duty. ငါတာဝန်ကျနေတယ် I'm on duty. ငါတာဝန်ကျနေတယ် I'm happy to help. ကူညီရတာဝမ်းသာပါတယ် I'm happy to help. ကူညီရတာဝမ်းသာပါတယ် I'm off tomorrow. ငါမနှက်ဖြန်နာမယ် I'm off tomorrow. ငါမနှက်ဖြန်နာမယ် Won't your boss mind? မင်းတထေးကဘာမှမပြောဘူးလား Won't your boss mind? မင်းတထေးကဘာမှမပြောဘူးလား He's gone for the day. သူဒီနေ့တော့အပြီးပြန်သွားပြီ He's gone for the day. သူဒီနေ့တော့အပြီးပြန်သွားပြီ Will he be in tomorrow? သူမနှက်ဖြန်ရုံတက်မှာလား Will he be in tomorrow? သူမနှက်ဖြန်ရုံတက်မှာလား When will he return? သူဘယ်တော့ပြန်လာမှာလဲ When will he return? သူဘယ်တော့ပြန်လာမှာလဲ